သူကမယုံနိုင်စရာကောင်းတဲ့ဘဝတန်တရာတဲကိုခဏခဏပြန်ရောက်လာတဲ့လူတစ်ယောက်ပါဒီလိုထူးခြားတဲ့စွန့်စားကားတွေကိုစိတ်ဝင်စားတဲ့မိတ်ဆွေတွေအတွက်ဒီအကြောင်းအရာကစိတ်ဝင်စားစရာဖြစ်လာပါလိမ့်မယ်သူဘာကြောင့်ဒီလိုဖြစ်နေရတာလဲဆိုတာကိုတော့နောက်ပိုင်းမှာတွေ့မြင်ရမှာပါဇလန်းစာမှာ Jack ဆိုတဲ့ကောင်လေးတစ်ယောက်ဟာသူ့ရဲ့ online ချစ်သူနဲ့ပထမဆုံးအကြိမ်တွေ့ဆုံဖို့အရန်စိတ်လှုပ်ရှားနေပါတယ်သူချစ်သူက cafe တစ်ခုကနေသူ့ကိုစောင့်ကြည့်နေတယ်လို့ပြောလိုက်ချိန်မှာသူနဲ့တလန်းချားလေးပဲဆိုတာ Jack သိလိုက်ရပါတယ်ဒါနဲ့သူပြေးသွားဖို့ပြင်ဆင်လိုက်ပြီမဲ့ချစ်သူကခဏရပ်ပြီးသုံးဘက်ပတ်ပြေးဖို့ရုတ်တရက်ပြောလိုက်ပါတယ် Jack လည်းဝမ်းသာအားရနဲ့ချစ်သူခိုင်းတာကိုလန့်လိုက်ချိန်မှာ track car တစ်စီးဝင်တိုက်ခံရပါတယ်ကံအားလျော်စွာအသက်မသေးခဲ့ပေမဲ့အုတ်ကာခဲကြသည်သူ့အသက်အကွယ်လွန်ခဲ့ပါတယ်ဂျက်ဟာထူးဆန်းတဲ့နေရာတစ်ခုမှာနိုးလာပြီးသူ့ကိုအရင်ကလည်းဒီနေရာကိုနှစ်ကြိမ်ရောက်ဖူးတယ်လို့ပြောတယ်လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်ဂျပန်နဲ့ထွက်သွားတဲ့လူကိုလိုက်သွားပြီးနောက်မှာတော့ဂျက်ဟာလူတွေရဲ့ဘဝအသက်ကိုလေလံဆွဲတဲ့နေရာကိုရောက်သွားပါတယ်ပထမဆုံးဘဝပြန်ဝင်စားခဲ့တဲ့သူဟာဘာမှအသိမောင်းနေတယ်လို့ဘယ်သူမှလေလံမဆွဲကြတာကိုဂျက်မြင်တွေ့လိုက်ရပါတယ်နောက်ဆုံးမှာထူးဆန်းတဲ့သတ္တဝါတစ်ကောင်မှလေလံဆွဲပြီးဘက်တီးရီးယားဖြစ်သွားခဲ့ပါတယ်ဂျက်လည်းစင်ပေါ်ရောက်သွားတော့ကဘာမေကလူသားတယောက်ကိုတွေ့ရလို့လူတိုင်းအံ့တော်သွားကြပါတယ်သူ့မှာပုံမှန်မဟုတ်တဲ့စိတ်ဝိညာဉ်ရှိနေလာကိုသိလိုက်ရတော့လူတိုင်းစိတ်ဝင်စားမှုရောက်သွားကြပါတယ်ဂျက်ဟာကြီးမားတဲ့ဂိုးချားဆက်သေးကိုရောက်သွားပြီးသူ့ကံကြမ္မာကိုဆုံးဖြတ်မဲနေရလို့ပြောပြတဲ့လှပတဲ့နတ်သမီးတစ်ပါးကိုတွေ့လိုက်ရပါတယ်နတ်သမီးကသူ့ဘဝဇာကြောင်းကိုပြသလိုက်တော့ချစ်သူဟာတကယ်တမ်းကျတော့ရီးစားအစ်စ်နဲ့ရှိနေခဲ့တာကိုဂျက်သိလိုက်ရပါတယ်သူချစ်သူနဲ့တွေ့ဖို့ကြိုးစားတိုင်းမတော်တဆမှုတွေအများကြီးကြုံတွေ့ခဲ့ရလို့နတ်သမီးကသူ့ဘဝကဟာထပြက်ကွက်တစ်ခုလိုဖြစ်နေတယ်လို့ထင်နေပါတယ်နတ်သမီးကဂျက်ကိုမင်းဖြစ်ချင်တဲ့ပုံစံမျိုးနဲ့ဘဝအသစ်ကိုပြန်ဝင်စားခွင့်ပေးမယ်လို့ပြောပါတယ်ဂျက်ကအစာပိုင်းမှာအစွမ်းကုန်ရှိတဲ့သူရဲကောင်းဖြစ်ချင်တယ်လို့တောင်းဆိုခဲ့ပြီးမဲ့စောင့်ဆိုင်းရမယ့်အချိန်ကနှစ်ပေါင်း6000ကျော်ကြာမြင့်မယ်လို့သိလိုက်ရပါတယ်ဒါကြောင့်သူရဲကောင်းရဲ့နန်းရိုးအဖြစ်ဝင်စားချင်တယ်လို့ထူးထူးခြားခြားတောင်းဆိုခဲ့ပါတော့တယ်နှစ်သမီးကလျှို့ဝှက်တစ်တာပုံစံတတ္တဝါတစ်ကောင်ကိုပြီးခဲ့ပြီကနန်းဆိုတဲ့စာတန်းပါတဲ့မဲလုံးတစ်လုံးထွက်လာပါတယ်ဂျက်ဟာသူရဲကောင်းရဲ့အစွမ်းကုန်လက်နက်ဖြစ်လာတဲ့ကနန်းအဖြစ်ဘဝတစ်ကိုပြန်ဝင်စားခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့သူရဲကောင်းကကနန်းနဲ့ဘာလို့ပူးပေါင်းမိသွားမှမသိတော့ပါဘူးဂျက်ကပင်လယ်နတ်သမီးလက်တာရှာကိုကဲတင်ခဲ့ပြီးကြီးမားတဲ့တတ္တဝါကြီးတစ်ကောင်ကိုတိုက်ခိုက်ခဲ့ပါတယ်လက်တာရှာဟာဂျက်ကိုစွတ်ဖို့ကြိုးစားစင်မှာပဲကွယ်လွန်ခဲ့ပါတယ်ဂျက်ကလက်စားချီရန်ကြိုးပမ်းပြီးနောက်ဆုံးမှာကြောက်မက်ဖွယ်ကောင်းတဲ့ glass ray ကိုတိုက်ခိုက်ပြီးအနိုင်ယူခဲ့ပါတယ်ကဘာကြီးကိုကဲတင်ခဲ့ပေမဲ့သူကကနန်းဖြစ်နေရကြောင်းလူတွေကသူ့ကိုလက်မခံနေကြပါဘူးဒါကြောင့်အသက်ကြီးလို့တေဆုံးသွားခဲ့ရချိန်မှာလည်းရီမန်းချက်တွေမပြည့်ဝသေးပါဘူးနတ်သမီးစီကိုသူပြန်ရောက်လာချိန်မှာသူ့ရဲ့နောက်ထပ်ဘဝကိုမဲဆွယ်ဘောလုံးကိုလှုပ်လိုက်ပြန်တော့နတ်ဆိုးဘူးရဲ့နန်းတော်ရဲ့တကားဆိုတဲ့စာတန်ထွက်လာပါတယ်ဂျက်ခါနတ်ဆိုးဘူးရဲ့နန်းတော်မှာညာဘက်တကားအဖြစ်ဘဝတစ်ကိုရောက်ရှိခဲ့ပါတယ်သူဟာနှာချေမိတာကြောင့်နတ်ဆိုးတွေကိုကျင်းဖန်များစွာကြိတ်ချေခဲ့ပြီးနတ်ဆိုးဘူးရဲ့ဗိုလ်ချုပ်အများစုကိုတတ်ပစ်ခဲ့ပါတယ်ဂျက်ဟာနာရီစင်ရဲ့လက်တံရှိအဖြစ်ပြန်ဝင်စားခဲ့ပါတယ်နာရီစင်ရဲ့အခြားလက်တံတစ်ချောင်းကလည်းပြန်ဝင်စားခဲ့သူတွေဖြစ်ပြီးဂျက်ကတော့မောင်မိုက်ဒရက်စင်နဲ့ဖန်တီးထားတာဖြစ်ပါတယ်သူတို့သုံးယောက်စလုံးကနာရီစင်သားမှာချစ်ကြိုက်နေကြတဲ့စုံတွဲတွေကိုမကြိုက်ကြပါဘူးဒါကြောင့်သူတို့ကအချိန်မောတွေပြတာပြီးစုံတွဲတွေကိုဒုက္ခပေးခဲ့ကြပါတယ်ဂျက်ဟာနာရီစင်ကနေမင်းကြီးကိုတိုက်ခိုက်ခဲ့တဲ့အတွက်နာရီစင်ကိုဖြိုချဖို့မင်းကြီးကဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့တာနာကဆိုတဲ့လူတစ်ယောက်ကနာရီစင်ကိုကန့်ကွက်ခဲ့ပါတယ်တာနာကဟာနာကျင်မှုကိုနှစ်သက်တဲ့လူတစ်ယောက်ဖြစ်ပြီးမင်းကြီးကသူ့ကိုလေးစားခဲ့တာကိုဂျက်ကသတိထားမိခဲ့ပါတယ်ဂျက်ကသူရဲကောင်းသူ့ရဲ့ခေါင်းလေးကအတန်းအဖြစ်ပြက်လဲဝန်စားခဲ့ပါတယ်ရင်းညံ့တဲ့စကားလုံးတွေသူ့ခေါင်းထဲမှာတော်တော်လေးပြောဖို့စီစဉ်ခဲ့ပေမဲ့သူ့ရဲ့စီစဉ်မှုမအောင်မြင်ခဲ့ပါဘူးသူရဲကောင်းရှူးနဲ့အတူ9နှစ်ကြာနေခဲ့ပြီးတော့ဂျက်ကရှန်တူကိုအနံယူဖို့တဲ့သူရဲကောင်းရဲ့ခန္ဓာကိုယ်ကိုခဏချင်းဝင်ကြောင်ပူပေါင်းခဲ့ပါတယ်သူရဲကောင်းရဲ့ခေါင်းထဲမှာရှိတဲ့အခြားဝင်စားသူတွေကလည်းဒေါသထွက်ခဲ့ပြီးသူရဲကောင်းရှူးဟာအဆင့်တင်အရောက်တိုင်းအတန်တစ်ခုစီပျောက်ကွယ်သွားတယ်ဆိုတာကိုသိလိုက်ရပါတယ်နောက်ဆုံးမှာတော့သူရဲကရှူးမှာဂျက်ရဲ့အတန်ကိုပိတ်ပစ်ခဲ့ပြီးသူ့ဘဝကလည်းအဆုံးသတ်ခဲ့ပါတယ်ဂျက်ကနောက်ထပ်ဘဝအသစ်တစ်ခုကိုလှုပ်လိုက်ပြန်တော့သူကခရမ်းကျင်သည်သူရဲကောင်းဖြစ်လာပါတယ်သူ့ရဲ့မဟာမိတ်တွေကကျက်သွန်နီဖြစ်ပြောင်းလဲထားတဲ့အဆောင်အိုးကြီးတိုဖူးတိုင်းပညာရှင်နဲ့မကောင်းဆိုးဝါးနဂါးနှစ်ဖျားတို့ဖြစ်ပါတယ်
သူတို့အားလုံးကနတ်ဆိုးဘရင်ကိုအနိုင်ယူပြီးကဘာကြီးကိုငြိမ်းချမ်းရေးပြန်လဲယူဆောင်ပေးခဲ့ပါတယ်ဒါပေမဲ့သူကခရမ်းကျင်သည့်ဖြစ်နေတာကြောင့်လူတွေကသူ့ကိုလေခွင်းထဲမှာစိုက်ပျိုးခဲ့ပါတယ်ဒါနဲ့သူကယတနာတစ်တာပေါ်ကတော့အဖြစ်ဘဝတစ်ကိုထပ်ဝင်စားခဲ့ပါတယ်တစ်တာထဲမှာနတ်ဆိုးဘရင်ကိုထည့်သွင်းထားပြီးဖျားသခင်ကိုလက်စားချီဖို့ကျင်းဝါနေခဲ့တာကိုဂျက်တွေ့လိုက်ရပါတယ်ဂျက်ရဲ့ဘဝတန်တရားတွေဟာပုံစံမျိုးစုံနဲ့ဆက်လက်ဖြစ်ပေါ်နေပါတယ်သူဟာသူ့ရဲကောင်းရဲ့နံရိုးအဖြစ်ကနန်းအဖြစ်နတ်ဆိုးဘရင်ရဲ့နန်းတော်တကားအဖြစ်နာယီစဉ်လက်တံအရှိအဖြစ်သူရဲကောင်းတဦးရဲ့ခေါင်းထဲကအတန်အဖြစ်ခရမ်းချင်သည့်သူရဲကောင်းအဖြစ်ယရနာတစ်တာပေါ်ကတော့အဖြစ်လျှို့ဝှက်နင်ဂျာစာလိုက်ကိုခြိထားတဲ့ကျိုးအဖြစ်နဲ့ရီးစားမရှိတဲ့လူတစ်ယောက်ရဲ့စိတ်ခံစားချက်အဖြစ်ပါဘဝတစ်တွေတဲကိုအကြိမ်ကြိမ်ဝင်စားခဲ့ပါတယ်သူဟာဘဝတိုင်းမှာထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံတွေ့ခဲ့ရပေမဲ့စိတ်ကြည်နက်စရာအဆုံးသတ်ကိုမရရှိခဲ့ပါဘူးဂျက်ရဲ့ဒီလိုထူးဆန်းတဲ့ဆွန့်စားခန်းတွေကဘာကူဆက်လက်ဖော်ပြနေအောင်မလဲဆိုတာကတော့စဉ်းစားစရာပါပဲ